လက်လွတ်နိုင်တဲ့နေ့အရာရာကိုစုပ်ကင်ထားမိတဲ့နေ့မှာသွားရတာလည်းမလွတ်လပ်နေရတာလည်းမလွတ်လပ်ဖြစ်တာမျိုးတွေတွေ့ကြလိမ့်မယ်အဲ့ဒီမလွတ်လပ်ခြင်းတွေကိုပြန်စဉ်းစားကြည့်လိုက်ရင်တစ်ခုခုကိုညှိကပ်နေတာဆိုတာသွားတွေ့တယ်ညှိကပ်မှုကလည်းအများကြီးရှိတယ်လူကိုညှိကပ်တာလားအလုပ်ကိုညှိကပ်တာလားနေရာကိုညှိကပ်တာလားအများကြီးရှိတယ်အဲ့ဒီညှိကပ်မှုတစ်ခုခုရှိနေရင်သူကစိတ်ကမလွတ်လပ်တော့ဘူးနောက်ဆန်တင်းတယ်လို့ခေါ်တယ်နောက်ဆန်တင်းတဲ့စိတ်နဲ့ဆိုလို့ရှိရင်အမြဲတမ်းလေးလံတဲ့စိတ်ကိုပဲရလိမ့်မယ်ပေါ်ပါတဲ့စိတ်ကိုရကျင်တယ်ဆိုရင်တော့နောက်ဆန်တင်းတဲ့အရာမျိုးမရှိအောင်လေ့ကျင့်ယူရတယ်ကိုယ်မှာဘဝပြည့်တည်လာတာဖြစ်တဲ့အတွက်ကြောင့်ရှောင်လို့မရဘဲနဲ့တော်ဆက်ထားသောအမျိုးများဥပမာသားသမီးမိဘစသည်ဖြင့်ဒီလိုတော်ဆက်ထားသောအရာတွေရှောင်လွဲလို့မရတာရှိပေမဲ့ပေါင်းသင်းဖို့လိုအပ်တာမလို့ပေါင်းသင်းထားတဲ့အပေါင်းအသင်းတွေရှောင်လွဲလို့မရတာရှိပေမဲ့အများကြီးတွေ့တာထားတာကြတော့အစိတ်အတောက်ဖြစ်တယ်သူမရှိလဲကိုဖြစ်ရမယ်ဆိုတဲ့စိတ်မျိုးနဲ့ယက်တည်နိုင်ရတယ်အဲ့ဒါကိုလွတ်လပ်တဲ့စိတ်လို့ခေါ်တယ်အဲ့ဒီလွတ်လပ်တဲ့စိတ်နဲ့ဆိုလို့ရှိရင်ဘလောက်ပဲတန်ရောစဉ်ကြီးကြီးအဓိကအရာကိုရွေးချယ်တော့မယ်ဆိုရင်အရေးအကြီးဆုံးအရာတွေကိုသာရွေးချယ်ပြီးလုပ်တတ်တယ်ညှိကနေခြင်းတွေ့တာနေခြင်းမစွန့်လွတ်နိုင်ခြင်းဆိုတဲ့အရာတွေမရှိတော့ဘဲနဲ့လွတ်လွတ်ကျွတ်ကျွတ်ဆုံးဖြတ်တယ်လွတ်လွတ်ကျွတ်ကျွတ်ရှောက်တယ်အဲ့လိုကိုရှောက်လို့အောင်မြင်သွားတော့မှကိုကြည့်ကျင်တဲ့သူကိုပြန်ကြည့်မှာပန်းတိုင်မရောက်သေးပဲနဲ့ဟိုတစ်ခုနဲ့လည်းနှောင်ဖွဲ့ဒီတစ်ခုကလည်းချီနှောင်ထားမလွတ်လပ်တော့ရှေ့မရောက်ကြတော့အဲ့တော့လက်လွတ်နိုင်အောင်ကြိုးစားရတယ်လက်လွတ်နိုင်တဲ့နေ့ကြလို့ရှိရင်မြတ်စွာဘုရားဟောကြားထားတဲ့အတိုင်းလွတ်လပ်ပေါ်ပါတဲ့စိတ်ကိုရပြီးတော့အရာရာကိုပေါ့ပေါ့ပါပါလေးကြော်ဖြတ်သွားလိမ့်မယ်အဲ့တော့လူတွေကိုလည်းတအားကြီးတွေ့တာမထားပါနဲ့ကိုမရှိလေသူတို့ဖြစ်ပါတယ်နောက်လုပ်ငန်းကိုင်ငန်းစသည်ဖြင့်ကိုမရှိလေသူ့ဘာသာသူဖြစ်သွားကြတယ်ဒီလိုမျိုးအနေအထားတွေကိုနားလည်ထားပြီးတဲ့အခါငါရှိမှဖြစ်မယ်ငါမရှိလို့မဖြစ်ဘူးဆိုတဲ့စိတ်တွေကိုမမွေးပါနဲ့မလွတ်မကျွတ်စိတ်တွေဖြစ်တယ်တည်တဲ့အခါလဲဖြောင်းဖြောင်းမသေးနိုင်ဘူးဒါတော့ပြစ္ဆုတ်ပန်တိုင်းမှာအပြည့်အဝရှင်သန်ပြီးတော့ကိုသွားနေတဲ့နေရာတိုင်းမှာအဲ့ဓာတွေကိုတည်သွားဖို့တော့မလိုဘူးဆိုတာကိုစိတ်ထဲမှာအမြဲတမ်းတွေးထားဖို့လိုလိမ့်မယ်ပြင်ဆင်ထားဖို့လိုလိမ့်မယ်ဘာကိုမှလက်မလွတ်နိုင်ဘူးဟိုအရာလဲကိုပါဒီအရာလဲကိုပါအကုန်လုံးကိုတိုင်ကိုကဆွဲချီထားမယ်ဆိုရင်တော့မလွတ်မလပ်စိတ်နဲ့သာသွားနေရမယ်လက်မလွတ်နိုင်ဘူးဆိုးနေတဲ့သူလည်းလက်မလွတ်နိုင်ဘူးကောင်းနေတဲ့သူလည်းလက်မလွတ်နိုင်ဘူးနဲ့သွားတော့ဒီနေ့ဖောက်ပြန်မှုတွေနဲ့ကြုံတဲ့အခါခံစားရတဲ့သူကကိုယ်ပဲအဲ့ဒါကြောင့်အရာရာကိုပြစ္ဆုတ်ပံမှာသာရှုမြင်သုံးသပ်ထိတွေ့ပြီးတော့အမြဲတမ်းအနာဂတ်ထိဆွဲခေါ်မသွားနဲ့ကိုယ်နဲ့ထိုက်တန်တဲ့အရာတွေကိုယ်နဲ့အတူပါလာလိမ့်မယ်ပြိုင်တူပြေးနေတဲ့အရာများကိုယ်နဲ့အတူပါလာလိမ့်မယ်မပြေးပဲရက်နေတဲ့အရာများကြံခဲ့ပါစေလက်လွတ်နိုင်အောင်ကြိုးစားရတယ်အဲ့ဒါမြတ်စွာဘုရားဆုံးမတဲ့နေနည်းပါပဲဘာကိုမှမငြိမတွယ်မငြိမကပ်ဖက်နဲ့နေနိုင်တဲ့သူတွေဟာလောကီအတွက်ပဲဖြစ်ဖြစ်လောကုတ္တရာအတွက်ပဲဖြစ်ဖြစ်အောင်မြင်ကြတယ်ဒါကြောင့်သို့သောအရာများဆိုရင်လည်းလက်လွတ်နိုင်အောင်ကြိုးစားပါကောင်းနေအောင်တော့ညစ်ကပ်တွဲတာတတ်မှတ်စိတ်တွေမရှိပဲအမြဲတမ်းလွတ်လပ်တဲ့စိတ်နဲ့လက်လွတ်ထားနိုင်အောင်ကြိုးစားပါပြင်ဆင်ပါဒါဆိုရင်လွတ်လပ်တဲ့စိတ်နဲ့လွတ်လပ်တဲ့နှလုံးသားနဲ့ပေါ့ပေါ့ပါပါရှင်းသန်နိုင်ပါတယ်လို့လူတိုင်းမှာသူတို့အတွက်ထမင်းကျွေးတဲ့အလုပ်ဆိုတာရှိတယ်အဲ့ဒီအလုပ်ကသူ့ကိုတကယ်ထမင်းကျွေးနေတယ်ဒါဆိုရင်တန်ဖိုးထားရမယ်အလုပ်ကပင်ပန်းတော့ပင်ပန်းလိမ့်မယ်ဒါပေမဲ့ထိုက်တန်တယ်ဆိုရင်အဲ့ဒီအလုပ်ကိုတန်ဖိုးထားရမယ်ပင်ပန်းလို့ညည်းနေတော့တခြားအလုပ်ကရောမပင်ပန်းလို့လားအလုပ်မှန်သမျှမပင်ပန်းဘူးဆိုတာမရှိဘူးခန္ဓာကိုယ်ပင်ပန်းရင်ပင်ပန်းမပင်ပန်းရင်စိတ်ပင်ပန်းတာကြီးပဲဒါတော့ထမင်းတစ်လုံးစားတယ်ဆိုတော့လွယ်မလွယ်တာလက်တလောကိုထမင်းကျွေးနေတဲ့အလုပ်တွေဆိုတချို့ဆိုရင်အလုပ်ရဖို့တောင်မလွယ်တာအဲ့လိုအနေအထားမျိုးမှာကိုကထမင်းစားဖို့အလုပ်ထမင်းစားလက်မှတ်
အမြဲရနေတယ်ဆိုရင်အဲ့တော့ကိုကသူများတဲ့တာတာပဲမထီလေးစားမလုပ်ရဘူးလက်ရှိကိုထမင်းကျွေးနေတဲ့အလုပ်ကိုအထင်မသေးရဘူးအဲ့ဒီအရာကိုတန်ဖိုးထားပြီးတော့လုပ်ရမှာပဲပင်ပန်းတယ်လို့မငြင်းနဲ့ဘဝဆိုတာပင်ပန်းမှာပဲနောက်ကိုမှဘာတွေရှိသလဲကိုတာဝန်ယူရမယ့်အရာတွေရှိနေသလားလှူကျင်တာလားဒါတွေရှိနေသေးတယ်အလုပ်ရှိနေမှသာလှူခြင်းရင်လည်းလှူနိုင်မယ်ကျွေးခြင်းရင်လည်းကျွေးနိုင်မယ်ကိုမှကျွေးဖို့လူတွေရှိနေတယ်ဆိုဒီအလုပ်ကိုတန်ဖိုးထားပါပင်ပန်းတယ်လို့မငြင်းနဲ့တော့ဒီအလုပ်လုံးမှာငါထောက်ပံ့တဲ့သူတွေကိုထောက်ပံ့နိုင်မှာဒီအလုပ်လုံးမှာလှူနေကြအလှူတွေကိုလှူနိုင်မှာဒီအလုပ်လုံးမှာပြုနေကြကုသိုလ်တွေကိုပြုနိုင်မှာလို့သိကြရင်အဲ့ဒီအလုပ်တွေကိုတန်ဖိုးထားပါဒီအလုပ်တွေကိုမထီမဲ့မြင်မလုပ်ပါနဲ့ဒါဟာကိုယ့်အတွက်ထမင်းကျွေးနေတဲ့အလုပ်ပါဒီတော့ဘဝမှာလူတိုင်းဘဝတစ်ခုကိုယက်တည်ရတာမလွယ်ဘူးဆိုတာကိုသိရင်ဘယ်တော့မှအလုပ်ကိုမလေးမစားမလုပ်ပါနဲ့နေ့နေ့ညညပင်ပန်းတယ်လို့လည်းမငြီးပါနဲ့ငှက်ဆိုတာပြန်ရင်းနဲ့သေတယ်လို့လူဆိုတာကြံရင်းနဲ့သေရတယ်အဲ့တော့ကြံစရင်အလုပ်လုပ်ရင်ဒီလိုပဲသေမှာပေါ့ရှိနေတဲ့အလုပ်ကိုလူတွေဟာကိုယ်လက်ရှိရထားတဲ့အရာတွေကိုကြတော့တန်ဖိုးမထားလုပ်တတ်ကြတယ်တခြားအရာတခုကိုမျှော်တတ်ကြတယ်အမှန်ကလက်ရှိထက်ကောင်းတာဘာမှမရှိဘူးလက်ရှိထက်သေချာတာဘာမှမရှိဘူးတခြားအရာကိုမျှော်မှန်းရင်ရနိုင်တဲ့အရေးအချင်းရှိအောင်ကြိုးစားအဲ့ဒီအရေးချင်းရှိတော့မှမှန်းလို့ရပြီဆိုတဲ့နေ့မှာထမင်းကျွေးမဲ့အလုပ်သေးကြပြီဆိုတဲ့နေ့မှာတော့ပြောင်းချင်ပြောင်းလောလောဆယ်တော့ဘယ်တော့မှလက်ရှိလုပ်နေတဲ့အလုပ်တွေကိုမထီမဲ့မြင်မလေးမစားမလုပ်ပါနဲ့ထမင်းကျွေးသောအလုပ်ကိုအမြဲတမ်းဖို့ထားပါအဲ့တော့အားလုံးသောတရားနာပရိသတ်အပေါင်းမိမိရဲ့ဘဝကိုမိမိတန်ဖိုးထားတယ်ဆိုရင်အလုပ်ကိုလည်းတန်ဖိုးထားပါမိမိမိသားစုကိုမိမိတန်ဖိုးထားတယ်ဆိုရင်အလုပ်ကိုလည်းတန်ဖိုးထားပါအလုပ်ကိုတန်ဖိုးထားမှအလုပ်ကလည်းကိုယ့်ကိုပြန်ပြီးတော့တန်ဖိုးထားတာဖြစ်တဲ့အတွက်တန်ဖိုးရှိတဲ့ဘဝတွေကိုပိုင်ဆိုင်နိုင်ကြပြီးဘဝမှာတင့်တယ်တဲ့ရက်တည်နိုင်သူများဖြစ်ပါစေလို့ဆုတောင်းပေးပါတယ်လူမှုဆက်ဆံရေးမှာမကောင်းဘူးဆိုကင်းအောင်နေမကင်းဘူးဆိုကောင်းအောင်နေဆိုတဲ့အဆိုလေးရှိတယ်လူဆိုတော့တယောက်တည်းနေလို့မရဘူးလူတွေနဲ့ပေါင်းသင်းရတယ်ပေါင်းသင်းဆက်ဆံပြီးဆိုမှတော့သူ့အကျိုးကိုယ်အကျိုးမျှလို့ပေါင်းကြတာမမျှဘူးဆိုရင်တော့ရှောင်သင့်ရှောင်ရမှာပဲမရှောင်နိုင်ဘူးဆိုလို့ရှိရင်တော့ကောင်းအောင်ဆက်ပြီးတော့နေရမှာပဲတချို့ကမျက်တောင်မွေးတစ်ဆုံးပဲကြည့်ကြတယ်အရှိမမျောကြဘူးမျက်တောင်မွေးတစ်ဆုံးပဲကြည့်တဲ့အခါကျတော့ကိုယ့်အတွက်တန်ဖိုးရှိနေတဲ့သူကိုတောင်မှမထီမဲ့မြင်လှုပ်လိုက်မိတတ်တယ်ဆက်ဆံရေးတွေအဖို့အထစ်တွေဖြစ်သွားအောင်လှုပ်လိုက်မိတတ်တယ်ဘာမှအရေးမပါတဲ့ကိစ္စတစ်ခုအတွက်နဲ့အချင်းချင်းမပြေမလဲဖြစ်သွားအောင်လှုပ်လိုက်မိတတ်တယ်စိတ်ထဲရှိတဲ့အတိုင်းပါဇက်ကပြောလွယ်တယ်အဲ့တော့ဆက်ဆံရေးတွေမှာအဖို့အထစ်တွေဖြစ်ကုန်နေရတာမပြောတော့ဒီတော့ကိုယ်နဲ့ပေါင်းနေတဲ့သူကကိုယ့်ဘောမှာကောင်းကျိုးမပေးဘူးသူဟာကိုယ့်ကိုဒုက္ခတွေပဲပေးတယ်ဆိုရင်မြတ်စွာဘုရားတရားတော်အရာအသေဝနာစာဘာလာနံရှောင်လိုက်ပေါ့အဲ့တော့ရှောင်လို့ရအောင်ကိုရှောင်ရမယ်ရှောင်ရင်မင်္ဂလာပဲဒါပေမဲ့သူကကိုယ့်အပေါ်မှာအကျိုးရှိနေတယ်ဆိုရင်တော့ဆက်ပေါင်းနေရမှာပဲကိုသူနဲ့ကင်းလို့ရသလားကင်းလို့မရဘူးဆိုရင်ဒါနှစ်ဦးနှစ်ဖက်စလုံးပဲကင်းလို့မရကြဘူးဆိုကောင်းကောင်းနေကြအတူနေတော့ပျော်စရာတွေဖန်တီးပြီးနေကြအမြဲတမ်းတစ်သက်လုံးအတူနေနိုင်မယ်လို့ဘယ်သူမှအာမခံချက်မပေးနိုင်ဘူးဒါကြောင့်နှစ်ယောက်အတူရှိတော့ပျော်အောင်နေနှစ်ယောက်အတူရှိတော့စိတ်ဆိုးစရာတွေစိတ်ကောက်စရာတွေနဲ့အချိန်မကုန်စေနဲ့အချိန်တွေနဲ့မျောစရာအရန်ကောင်းတယ်စက္ကန့်တိုင်းမိနစ်တိုင်းပျော်အောင်ဖန်တီးပြီးတော့နေစိတ်ဆိုးတယ်ဆိုတာလည်းမရှိစေရဘူးသူနာတယ်ကိုနာတယ်ဆိုတာလည်းမရှိစေရဘူးသူတာသွားတယ်ကိုတာသွားတယ်ဆိုတာလည်းမရှိစေရဘူးအမြဲတမ်းနှစ်ဖက်စလုံးမျှမျှတတနေတတ်ဖို့အရေးကြီးတယ်အဲ့ဒါဉာဏ်ရှိတဲ့သူတွေနေထိုင်နေပဲမကင်းတဲ့အခါကျတော့ကောင်းဖို့ကြိုးစားရမှာပဲဒီနှစ်ဦးကကင်းနိုင်သလားမကင်းလည်းမကင်းနိုင်ဘူးပြီးရင်ပြဿနာပဲရှာနေတာမကင်းလည်းမကင်းနိုင်ဘူးပြီးရင်တူဦးနဲ့တူဦး
စိတ်ဆိုးစိတ်ကောက်တွေပဲလုံနေကြတာကြီးဒီငယ်ဒီမဟုတ်ဘူးတချို့အသက်ကြီးမှလည်းပဲအဲ့စိတ်ဆိုးစိတ်ကောက်လုံနေတော့နှစ်ယောက်ကြားမှာအဖို့အထစ်ဖြစ်သွားစေမဲ့စကားတွေပြောနေတော့ပြီးတော့ကင်းလည်းမကင်းဒီတော့မကင်းဘူးဆိုကောင်းအောင်နေကြမမိုက်ကြနဲ့တချို့လူတွေအယမ်းမိုင်မဲတယ်အနားမှာရှိနေတဲ့လူကောင်းတွေကိုလက်လွတ်သွားအောင်လုပ်တတ်ကြတယ်အပြောမတတ်ခြင်းအနေမတတ်ခြင်းတွေနဲ့လူကောင်းတွေကိုကန်ထုတ်လိုက်တယ်လို့ဖြစ်ကုန်ကြတယ်သူ့ဘက်ကိုယ်ပဲအကျိုးတွေရနေကြမယ်ဆိုရင်ဒါမကင်းကြဘူးကင်းလို့မရကြဘူးဒါဆိုနှစ်ဦးနှစ်ဘက်စလုံးကောင်းအောင်နေကြအဲ့ဒါနှစ်ဦးနှစ်ဘက်စလုံးအကျိုးရှိတယ်ပြိုကွဲခြင်းဆိုတာဘယ်လိုပြိုကွဲခြင်းမျိုးမှမကောင်းဘူးဒါကြောင့်ကောင်းအောင်နေပါအလုံးသောတရားနာပရိသတ်အပေါင်းမိမိနဲ့ပေါင်းသင်းတဲ့သူမှန်သမျှကိုအကျိုးရှိစေသောပေါင်းသင်းနေမိမိသူတစ်ပါးနှစ်ဦးစလုံးမျှတတဲ့အကျိုးရလဒ်တွေရစေတဲ့နေနီးဒီလိုနည်းတွေနဲ့နေနိုင်ပါစေနေနိုင်တဲ့အတွက်လည်းပဲအားလုံးပျော်ရွှင်ပါစေလို့ဆုတောင်းပေးပါတယ်ချစ်ရင်အလိုမလိုက်ရဘူးစီကံဆိုတာလူတိုင်းမှာရှိတဲ့တယ်စားတဲ့နေရာမှာလည်းစီကံရှိတဲ့တယ်သွားတဲ့နေရာမှာလည်းစီကံရှိတဲ့တယ်ကိုနဲ့အလွမ်းတဲ့သူမလို့ကိုချစ်တဲ့သူမလို့ဆိုပြီးတော့လှုပ်ချင်တာလှုပ်ပါစေလို့လွတ်ထားခြင်းဟာသူ့ကိုဖျက်ဆီးပစ်တာနဲ့အတူတူပဲကိုမရှိတဲ့အချိန်မှာကိုသားသမီးတော်၎င်းကိုတပည့်တော်၎င်းကိုအပေါင်းအသင်းတော်၎င်းသူတို့ဘဝထဲမှာသူတို့ဘာသာရုန်းကန်ရင်ဆိုင်ရမယ့်အရာတွေအများကြီးရှိတယ်အဲ့ဒီရင်ဆိုင်ရမယ့်အရာတွေအတွက်အစဉ်သင့်ဖြစ်နေအောင်လို့သူတို့ကိုအရေးချင်းတွေမပြည့်သိရင်ပြည့်အောင်ဖြည့်ပေးသောအားဖြင့်အလိုမလိုက်ပါနဲ့ရှိတဲ့ရှိလိုက်တဲ့အရေးချင်းကိုရှိအောင်သာသင်ပေးပါများများခိုင်းပေးပါချစ်ရင်များများခိုင်းပေးပါချစ်ရင်များများသွန်သင်ပေးပါမှားသွားတာတွေကိုချစ်တဲ့သူဆိုလို့ရှိရင်တချို့ကအသေးပွဲလေးတွေပါပဲဆိုပြီးတော့မပြောဘဲနဲ့ထားတတ်တယ်အဲ့ဒါတွေကစုလာတဲ့အခါကျရင်ပြင်လို့မရတဲ့အကျင့်ကြီးဖြစ်သွားတတ်တယ်ပြင်လို့မရတော့တဲ့အကျင့်ကြီးဟာသူ့ရဲ့အနာဂတ်မှာအခက်အခဲတွေအများကြီးကိုဖြစ်စေတယ်အပေါင်းအသင်းပေါင်းတဲ့နေရာမှာလည်းပေါင်းသင်းသက်ဆိုင်ရင်ညံ့တဲ့သူဖြစ်သွားစေတယ်ပတ်ဝန်းကျင်ကနှာခေါင်းရှုံတဲ့သူဖြစ်သွားစေတယ်လူတစ်ယောက်ကိုသူ့တောင်းရင်သူယူနိုင်တဲ့အရေးချင်းတွေရှိအောင်သူ့ဘဝအခက်အခဲတွေကိုသူကိုယ်တိုင်ဖြေရှင်းနိုင်စွမ်းရှိအောင်ငငယ်တည်းကသင်ပေးရတယ်ကိုယ်နဲ့အတူရှိတဲ့အချိန်တည်းကအရာရာကိုသွန်သင်ပေးရတယ်ကိုယ်တောင်းရင်ကိုယူနိုင်ဖို့လူပီသားဖို့ကိုချင်းစာတရားရှိဖို့လူတွေရဲ့အပေါ်မှာကိုကြိုးအတွက်နဲ့မနှိပ်စက်ဖို့တစ်ဖက်သက်မဆန်ဖို့ကိုကြိုးကြီးပဲမကြည့်ဖို့နှစ်ဦးနှစ်ဖက်မျှတတဲ့ပုံစံမျိုးနဲ့သွားတက်ဖို့လေ့ကျင့်ပေးရမယ်ကိုအတ္တကြီးတယ်လို့ကိုသားသမီးတွေကိုလည်းအတ္တကြီးအောင်မပြောထောင်ပါနဲ့ကိုအတ္တကြီးတယ်လို့ကိုတပည့်တပန်းတွေကိုလည်းအတ္တကြီးအောင်မပြောထောင်ပါနဲ့ကိုမသိတတ်တယ်လို့ကိုသားသမီးတွေကိုလည်းမသိတတ်တဲ့သူတွေဖြစ်လာအောင်မပြောထောင်ပါနဲ့ကိုမသိတတ်တယ်လို့ကိုတပည့်တပန်းတွေကိုလည်းမသိတတ်တဲ့သူတွေဖြစ်လာအောင်မပြောထောင်ပါနဲ့ချစ်ရင်ဆုံးမပါချစ်ရင်အလုပ်ခိုင်းပါများများခိုင်း၍များများသူ့ဘာသာသူလှုပ်တတ်အောင်ပြောထောင်ပေးခြင်းဟာအရေးချင်းရှိတဲ့လူသားတစ်ယောက်ကိုပြောထောင်ပေးခြင်းပဲသူ့ဘဝကိုထူထောင်ပေးခြင်းပဲအလိုလိုက်ခြင်းဟာသူ့ကိုဖျက်ဆီးခြင်းပါပဲဒါကြောင့်ချစ်ရင်အလိုမလိုက်ပါနဲ့ချစ်ရင်များများဆုံးမပေးပါချစ်ရင်များများခိုင်းပေးပါဒါကြောင့်သာသမီရှိသောသူများတပည့်တပန်းရှိသောသူများကိုယ့်ရဲ့လက်အောင်ငယ်သားကိုယ်နဲ့အတူနေတဲ့လူတွေနဲ့အတူနေရတဲ့သူများကိုယ့်ပတ်ဝန်းကျင်ကိုအရေးချင်းရှိတဲ့သူတွေဖြစ်အောင်ပြိုးထောင်ပေးနိုင်သောလောကကိုတာယာအောင်ဖန်တီးပေးနိုင်သောသူများဖြစ်ပါစေလို့ဆုတောင်းပေးပါတယ်။နာခြင်းပေမဲ့ခွင့်လွတ်လိုက်ရတဲ့အခါတွေရှိပါတယ်။ဘဝမှာလူမှုဆက်ဆံရေးဆိုတာအမြဲတမ်းတော့မျှတတဲ့ဆက်ဆံရေးတွေမရတတ်ကြဘူး။ကိုယ်ပဲအမျက်အနစ်နာခံပြီးတော့တစ်ဖက်ကကိုယ့်အပေါ်မှာအသာစီးယူနေတာမျိုးတွေအသုံးချနေတာမျိုးတွေအနိုင်ယူနေတာမျိုးတွေနဲ့ကြုံရတဲ့အခါများလာတော့မခံနိုင်တော့ဘူး။နာကြီးလာတယ်။အဲ့ဒီနာကြီးလာတဲ့အခါမှာဘာဖြစ်လဲဆိုတော့သူ့အတန်ကြားရင်သူနဲ့ပတ်သက်တဲ့သတင်းကြားရင်ကိုယ်စိတ်ကမအေးချမ်းဘူးမလွတ်လပ်ဘူးကိုထောင်ချပလိုက်တာနဲ့တူတယ်လူတယောက်ကိုနာကြီးရတာလူတယောက်ကိုမုန်းရတာကို
အကျဉ်းချလိုက်တာနဲ့အတူတူပဲမလွတ်လပ်တော့ဒီတော့ဘယ်နည်းနဲ့နေမလဲခွင့်လွတ်ပေးလိုက်တဲ့နည်းနဲ့နေရတယ်ခွင့်လွတ်ပေးလိုက်တယ်ဆိုတာလေသူ့ကိုနောင်တစ်ချိန်ကိုယ့်အပေါ်မှာအသုံးချခွင့်ပေးတာမဟုတ်ဘူးသူ့ကိုရှောင်လိုက်တယ်ရှောင်လိုက်ပြီးတော့ဒုတိယအဆင့်အနေနဲ့မှနာကြီးမုန်းတီးနေရတဲ့အရာမျိုးတွေမရှိအောင်ခွင့်လွတ်ပေးလိုက်တော့တာဒါသဘာဝပဲလေအတ္တကြီးတဲ့သူတွေဟာဒီလိုပဲလောက်တတ်တာပဲလေသူ့ကံအတိုင်းပေါ့နာကြီးနေတော့လေကိုယ့်အတွက်အကုသိုလ်ဖြစ်တာပဲအဲ့တော့သူ့ဘာသာသူအစဉ်ပြေပါစေလို့အဝေးမေတ္တာပို့ပြီးတော့ရှောင်လိုက်တယ်သို့တော့ခွင့်လွတ်ပေးထားတယ်ဒါပေမဲ့ကိုယ်အနာကိုတော့ပြန်ကပ်ခွင့်မပေးဘူးပေါ့ဘာကြောင့်လဲဆိုတော့ဘုရားရှင်ကအဲ့ဒီလိုကိုယ့်ကိုဒုက္ခပေးသူများကိုယ့်ကိုဘယ်တော့မှကောင်းကျိုးမပြုသူများသည်သူမိုက်ဆိုတာရှောင်ရတယ်သူမိုက်ကိုရှောင်ရင်မင်္ဂလာရှိတယ်ကောင်းကျိုးတွေနဲ့ပြည့်စုံစေတယ်ကိုယ့်ဘောမှာအကျိုးပြုတော်သူများကိုသာရွေးချယ်ပြီးပေါင်းတက်ခြင်းကလည်းမင်္ဂလာရှိတယ်အဲ့လိုရှိတဲ့အတွက်ကြောင့်ဘုရားအဆုံးအမအတိုင်းသာရှောင်လိုက်ခြင်းဖြစ်တယ်မုံလို့မဟုတ်ဘူးကိုကာကွယ်သောနည်းဖြင့်သာရှောင်လိုက်ခြင်းဖြစ်တယ်မုံလို့မဟုတ်ဘူးနာကြီးနေပေမဲ့လို့နာကြီးစိတ်သည်အကုသိုလ်လို့သိလိုက်တဲ့နေ့ကစပြီးမနာကြီးတော့ဘူးတွေးလည်းမတွေးတော့ဘူးခွင့်လွတ်ပေးလိုက်တော့တယ်ခွင့်လွတ်လိုက်တော့ကိုယ်မှမုန်းတဲ့သူမရှိဘူးအမြဲတမ်းပြန်ပြုံးပြနိုင်တယ်ဒီနှလုံးသားကကုသိုလ်ကိန်းနိုင်တယ်နာကြီးစိတ်တွေအာဃာတတွေအညှိုးတွေနဲ့နေလို့ရှိရင်လောင်ကျွမ်းတယ်ရှောက်ရတဲ့လမ်းတွေကမလွတ်လပ်တော့ခြေလမ်းတွေမတွတ်တော့ဘဝဟာဝန်တုပ်ကြီးတွေထမ်းထားရတာနဲ့တူတယ်အဲ့တော့ဘယ်သူကမှနာကြီးခြင်းမရှိပါနဲ့မုန်းတီးခြင်းလည်းမရှိပါနဲ့ခွင့်လွတ်ပေးလိုက်ပြီးတော့ဥပိ္ပခာနဲ့သာနေနိုင်အောင်ကြိုးစားသောအပြင်အပြစ်ကင်းသောနေနည်းလွတ်လပ်ပေါ်ပါသောနေနည်းပြန်ဖြစ်သွားတယ်ကိုကမုန်းသူမရှိစေနဲ့ကိုကနာကြီးသူမရှိစေနဲ့နာခြင်းပေးမဲ့လေခွင့်လွတ်လိုက်ပါမိမိရဲ့စားဝတ်နေရေးဆိုတဲ့အရေးတွေအတွက်ဘဝမှာပင်ပန်းနေခဲ့ကြပြီပင်ပန်းနေစေပဲကိုယ့်ရဲ့ထမင်းတစ်လုံးဖြစ်လာဖို့အတွက်ကိုဝိချင်တဲ့အဝတ်စားတွေဝတ်နိုင်ဖို့အတွက်ကိုနေခြင်းတဲ့နေရာမှာနေနိုင်ဖို့အတွက်ရုန်းကန်ရတယ်ဆိုတာလွယ်မှမလွယ်တာတနေ့တာအလုပ်လည်းမဟုတ်ဘူးတလတာအလုပ်လည်းမဟုတ်ဘူးတစ်နှစ်တာအလုပ်လည်းမဟုတ်ဘူးမသိမချင်းလုပ်ရတာကိုကထမင်းမစားဘဲမှနေတဲ့သူမှမဟုတ်တာအဝတ်စားမဝတ်ဖဲလဲနေနိုင်တဲ့သူမှမဟုတ်တာနေစရာမရှိဘဲလဲနေလို့ရတဲ့သက်ရှိမျိုးမှမဟုတ်တာကိုဒီတော့အဲ့ဒီစားရေးဝတ်ရေးနေရေးအတွက်ရုန်းကန်ရတဲ့အခါမှာအင်မတန်ပင်ပန်းတယ်ရိုးတန်ရှာယုံရှာနေရရင်ကိစ္စမရှိဘူးရှာလို့ရနေရင်လည်းကိစ္စမရှိဘူးကိုတမင်းအတွက်ကိုရှာစားနေပေမဲ့လို့အနောက်ရှက်ဆိုတာလည်းရှိတတ်ပြန်တယ်အခက်အခဲဆိုတာလည်းရှိတတ်ပြန်တယ်ပြဿနာဆိုတာလည်းရှိတတ်ပြန်တယ်ကိုမထင်ထားတဲ့အချိန်မှာမထင်ထားတဲ့ရှုထောင့်ကနေပြီးတော့ကိုတိုက်ခိုက်တယ်ဆိုတော့တိုက်ခိုက်မှုတွေလည်းပေါ်လာတတ်တယ်အဲ့ဒါတွေကြောင့်ဘဝစိတ်မောလူမောဖြစ်ရတယ်ဒါတွေကဘယ်တော့ရက်မလဲဆိုရင်ဘယ်တော့မှလည်းမရက်ပါဘူးနောက်တဲ့ဘဝရရင်လည်းဒါတွေပဲထပ်ပြီးတော့ကြုံအောင်ပါပဲလူတွေနဲ့တွေ့နေတဲ့များကာလပတ်လုံးလူတွေပေးတဲ့ဒုက္ခတွေကိုရင်ဆိုင်နေရအောင်ပါပဲဒီလောကထဲမှာပြန်ပြီးတော့ဘဝအသက်ရအောင်မယ်ဆိုရင်လောကကပေးတဲ့ဒုက္ခတွေကိုရနေအောင်ပါပဲဘဝဆိုတာဒုက္ခပဲဒီတော့ဒီဘဝအမောတွေကကုံဆုံးနိုင်တဲ့အချိန်မရှိဘူးဆိုရင်ဘာလုပ်မလဲတရားနှလုံးသွင်းရတာပေါ့အဲ့ဒီတရားနဲ့တမာတိရအောင်လုပ်ရတယ်တမာတိရတဲ့အချိန်ဟာငြိမ်းချမ်းတဲ့အချိန်ပဲလောကတဘာဝတွေကိုအမှန်တိုင်းမြင်သွားပြီးတော့ညှိကပ်တွေ့တာမှုတွေနဲလာတဲ့အချိန်ဟာအေးချမ်းတဲ့အချိန်ပဲနေရတာအတိတ်ပဲပြန်ရှိလာလိမ့်မယ်စိတ်ထဲမှာခွန်အားတွေပြန်ရလာလိမ့်မယ်တရားကအဲ့ဒီခွန်အားကိုပေးတယ်။ဘယ်အရာမှလည်းမမြဲပါလား။မမြဲတဲ့အရာတွေကိုဖတ်တွယ်ထားမယ်ဆိုရင်တော့ကိုယ်ပဲဒုက္ခရောက်မှာပဲ။ကိုယ်ပဲပူလောင်ရမှာပဲ။
ဟောအရာရာဟာပြောင်းလဲဖောက်ပြန်တတ်တာပါလားပြောင်းလဲဖောက်ပြန်တတ်တဲ့အရာတွေကိုကိုယ်ကစုပ်ကင်ထားမိမယ်ဆိုရင်တော့ခံစားရတဲ့သူကကိုယ်ပဲဖြစ်မှာပေါ့ဘဝတာဝန်ရှိတဲ့အတွက်အဲ့တာဝန်ကြီးကိုထမ်းဆောင်နေပေမဲ့လို့မမြဲသောအရာမမြဲဘူးပဲဆင်းရဲတဲ့အရာတွေကဆင်းရဲနေတာပါပဲဒါကိုအမှန်တိုင်းသိတဲ့အတွက်ကြောင့်ဘာကိုမှမတွေ့တာတော့ဘူးဘယ်အရာမှမမြဲပေလို့အမြဲတမ်းဆင်ခြင်ရင်းနဲ့အေးချမ်းတဲ့နှလုံးသားနဲ့နေတယ်ပြောင်းလဲဖောက်ပြန်သွားတာတွေကိုလက်ခံနိုင်အောင်ကြိုးစားတယ်ဒါသဘာဝပဲအဲ့ဒါတရားနှလုံးသွင်းပြီးတော့နေတာအရာရာဟာဖြစ်ပြီးပြတ်သွားတယ်ဟောသဘာဝပဲကိုယ်ပိုင်ထားတာတွေပျက်စီးသွားပြန်ပြီဟောဒါပြတ်ရမယ့်သဘောဟာပြတ်တာပဲကိုယ်ဆုံးရှုံးရမယ့်အရာတွေဆုံးရှုံးသွားပြန်ပြီဩဆုံးရှုံးရမယ့်နေမလို့ဆုံးရှုံးတာပဲပြတ်ချိန်တန်ရင်ပြတ်ကြတယ်ဆုံးရှုံးဖို့အချိန်တန်လာရင်ဆုံးရှုံးရတယ်လက်လွတ်ဖို့အချိန်တန်လာရင်လက်လွတ်လိုက်ရတယ်အဲ့ဒီတရားသဘောတွေအမြဲဆင်ခြင်ပြီးတော့နေရင်ဘဝအမောတွေကိုဖြည့်သိမ့်လို့ရတယ်အဲ့ဒီမှာမှဘုရားတရားနဲ့နေခြင်းဆိုပြီးဂုဏ်တော်ပွားပြီးတော့နေတာမေတ္တာပွားပြီးတော့နေတာတရားသဘောတွေကိုဆင်ခြင်ပြီးတော့နေတာကိုယ့်ဘာသာကိုယ်တမာတိနဲ့ကိုပြည့်စုံအောင်နေတာဆိုတဲ့အရာတွေဟာဘဝအမောတွေပြေစေတဲ့နည်းပါပဲလောကဒုက္ခတွေဘလောက်ပဲကြီးကြီးတရားကကိုယ့်ကိုအေးချမ်းမှုတွေပြန်ပေးတယ်ဘဝထဲမှာဘလောက်ပဲမောတရားကကိုယ့်ကိုနားခွင့်ပြန်ပေးတယ်ကိုယ့်ကိုဉာဏ်အမြင်တွေပွင့်လင်းစေတယ်ဒါကြောင့်မလို့ကိုယ့်ဘဝတွေကဘဝအမောတွေကိုတရားနဲ့ဖြေပါလို့တိုက်တွန်းချင်ပါတယ်မဖြေသိမ့်တတ်ရင်ကိုယ်ပဲခံစားရမယ်လောကရန်တွေကိုကြုံပြီးတော့စိတ်အလိုမကျတွေဖြစ်ပြီးဟိုလူအပြစ်တင်လိုက်ဒီလူအပြစ်တင်လိုက်လုံနေတော့ကောအဲ့ဒီလောကရန်တွေကပျောက်သွားသလားကိုယ်မှာအခက်အခဲတွေဖြစ်လာတဲ့အခါအစင်မပြေတာတွေဖြစ်လာတဲ့အခါအနာကလူတွေကိုအပြစ်တွေတင်နေတော့ရောအဲ့ဒီအခက်အခဲတွေကကြော်ဖြတ်နိုင်သလားပြဿနာတွေကပြေလည်သွားသလားကိုယ်ဘာမှမုန်းနေတဲ့သူကိုကိုယ်ကပြန်မုန်းတဲ့အခါမှာအဲ့ဒီအမုန်းတွေကပြေလျော့သွားသလားသူစီရမေတ္တာတွေကိုပြန်ရသလားအစင်မပြေတိုင်းညီးနေတဲ့အခါမှာအဲ့ညီးလို့မလို့ဆိုပြီးတော့ကိုယ်မှာအပေါင်းအသင်းအသစ်တွေရသလားကိုယ်စီးပွားရေးတွေတိုးတက်သွားသလားလက်ရှိကြုံနေတဲ့အရာတွေကကောအကုန်လုံးချုပ်ပြောက်သွားသလားဘာမှပြောင်းလဲသွားတာလည်းမဟုတ်ပဲနဲ့တတ်ကိုစိတ်ဒုက္ခပေးနေတာတတ်ပဲဖြစ်တယ်ဒီတော့မုန်းစရာရှိတိုင်းမမုန်းပါနဲ့နာစရာရှိတိုင်းလည်းမနာပါနဲ့မကျင်တတ်စရာရှိတိုင်းလည်းမကျင်တတ်မဖြစ်ပါနဲ့ညည်းစရာတွေ့တိုင်းမညည်းပါနဲ့အဲ့ဒီကိုယ့်ရဲ့လောကဓာတ်နဲ့တွေ့ပြီးတုန်လှုပ်နေတာဟာကိုယ့်အပေါ်မှာသူတစ်ပါးတို့ရဲ့ယုံကြည်မှုတွေကိုလည်းဆုံးရှုံးသွားတတ်တယ်ဒီလူဟာတုန်လှုပ်ပဲအမြဲနေတတ်တဲ့သူဒီလူကလောကဓာတ်မခံနိုင်ဘူးခံနိုင်ရမရှိတဲ့သူယုံကြည်လို့မရတဲ့သူမြန်ပြောင်းလဲဖောက်ပြန်တတ်တဲ့သူသူ့အပြစ်ကိုသူများကိုပုံချတတ်တဲ့သူတာဝန်မယူတတ်တဲ့သူအဲ့ဒီတာဝန်ကိုနားလေသိတတ်တဲ့စိတ်လည်းမရှိတဲ့သူလို့ပတ်ဝန်းကျင်အမြင်မှာအစိုးအမြင်တွေဖြစ်သွားတယ်ဒါဆိုရင်ရှိနေတဲ့အပေါင်းအသင်းတွေကိုလည်းဆုံးရှုံးရတတ်တယ်လူတွေရဲ့ယုံကြည်မှုတွေကိုဆုံးရှုံးရတတ်တယ်အဲ့လူတွေမယုံတော့ဘူးလူတွေကိုယ့်ပေါ်မှာစိတ်ချခြင်းလက်ခံခြင်းဆိုတဲ့အရာတွေမရှိတော့ဘူးဆိုကြာရှုံးမဲ့သူကကိုယ်ပဲဒါကြောင့်ဖြေသိမ့်ရပါတယ်။ပြောင်းလဲတတ်တဲ့အရာတွေဟာပြောင်းလဲကြတာပါလား။မြတ်စွာဘုရားကမမြဲဘူးဟောထားတာပဲ။ဘယ်အရာမြဲလို့လဲ။လောကဆိုတာဒုက္ခတွေနဲ့စုနေတဲ့နေရာပဲ။ဒီခန္ဓာဝတ်သိမ်းတော်မှသာအင်းငိမ့်မှုနိဗ္ဗာန်ကိုရောက်နိုင်တာမျက်မှောက်ပြုနိုင်တာအင်းငိမ့်မှုမျက်နိဗ္ဗာန်ကလွဲ၍ကျန်သောလောကီတွေကအရာမှန်သမျှဟာဒုက္ခတွေကြီးပဲအဲ့ဒီလိုဖြေသိမ့်ရတယ်ဒီဒုက္ခတွေကိုထိုင်ညည်းမနေနဲ့ရင်ဆိုင်နိုင်အောင်ကြိုးစားမယ်လောကရန်ကိုမတုံမလှုပ်အနေထားနဲ့ကြိုးစားလိုက်စမ်းပါ
ကောင်းသည်ဖြစ်စေဆိုးသည်ဖြစ်စေမတုံမလုံနေတတ်အောင်ကြိုးစားလိုက်စမ်းပါအဲ့ဒီလိုနေခြင်းအပြင်ကိုယ့်ရဲ့လက်ရှိနေထိုင်မှုတွေအတိတ်ပဲပြည့်သွားပါလိမ့်မယ်ဒီလိုဖြည့်သိမ့်ရခံစရာရှိလို့ခံလိုက်ရတယ်ဆိုပေမဲ့လေဒါအကြောင်းပါလို့ပဲနောင်ကိုဆင်ကျင်လိုက်မယ်လောကကြီးဒီလိုပဲဖြစ်တတ်တယ်အဲ့လိုမျိုးဖြည့်သိမ့်လိုက်တာနဲ့ခံစားရတာတတ်တာသွားတယ်လူတစ်ယောက်ကိုပေါ်သစ္စာဖောက်သွားတယ်ဩဒါဟာသစ္စာဖောက်တတ်တဲ့သူမလို့သစ္စာဖောက်တာပဲလူတွေမှာရှိနေတဲ့ခံစားချက်ဆိုတဲ့အရာကလည်းမြဲတာမှမဟုတ်တာအဲ့တော့ तू သစ္စာဖောက်တယ်ဆိုတာဒါ तू အကြောင်းနဲ့ तू ပဲကိုကလိုက်ခံစားနေတဲ့အခါခံစားရမယ် तू ကကိုယ်တိုင်ပဲပြတ်တဲ့အရာကပြတ်သွားပြီပဲဘဝအသက်စားဖို့တာကြိုးစားရမှာပဲလို့ကိုဖြည့်သိမ့်ရတယ်မဖြည့်သိမ့်ဘူးဆိုရင်တော့ခံစားမဲ့ तू ကကိုယ်တိုင်ပဲဒါကြောင့်ဘယ်လိုအရာမျိုးပဲမစိုးအစိုးတွေကြီးပဲမြင်ပြီးတော့ထိုင်တွေးနေမယ်တုံ့ပြန်နေမယ်ဆိုရင်ခံစားရမယ် तू ကကိုယ်တိုင်ပဲအရာအလုံးကိုခံစားပြီးသွားရင်လွတ်ချပလိုက်တော့ဘသူအကြောင်းမှလည်းဘာမှခံစားမနေနဲ့ဘယ်အရာကြောင့်မှလည်းဘာမှခံစားမနေနဲ့ကိုယ့်ရဲ့ဖြစ်တည်မှုကိုသာချက်ချင်းလက်ခံနိုင်အောင်ကြိုးစားပြီးတော့ဆက်တာရှောက်ဘဝရှိတဲ့ရကတော့ရှောက်ကိုရှောက်နေရမှာပဲတွန်းအားသာပေးလိုက်အဲ့လိုဖြည့်သိမ့်လိုက်တာနဲ့တပြိုင်နက်မခံစားရတော့ဘူးမဖြည့်သိမ့်နိုင်ဘူးလို့ပြောရင်တော့မဖြည့်သိမ့်တတ်ရင်ကိုယ်ပဲခံစားရပါလိမ့်မယ်အဲ့တော့လက်ခံနိုင်အောင်ကြိုးစားပါလောကကိုအစိုးတွေပြန်ပြီးတော့မပေးပါနဲ့ဒါတွေကိုလက်ခံနိုင်အောင်ကြိုးစားရင်းနဲ့ကိုယ်စိတ်ကိုယ်သာရင့်ကျက်အောင်ကြိုးစားပါဘယ်လိုအခက်အခဲပဲလာရင်ဆိုင်ပြစ်မယ်ဆိုတော့စိတ်ကိုမွေးပါဘလောက်ပဲအစင်မပြေဘူးပြောဒီနေ့ကြော်ဖြတ်နိုင်ရမယ်ဆိုတော့စိတ်ကိုမွေးပါအဆင်ပြေသွားပါလိမ့်မယ်မေ့မရခြင်းမှမေ့နိုင်ခြင်းတို့ကိုဘဝမှာပတ်သက်ခဲ့တဲ့အရာတွေကိုလွယ်လွယ်တော့မေ့လို့ပဲရကြပါမလဲမတွေးရင်တော့မှတခါတလေအလိုလိုပေါ်လာတတ်တယ်တိုက်ဆိုင်ရင်ပေါ်လာတတ်တဲ့အရာတွေကြုံဘူးခဲ့တဲ့အရာတွေဆိုတာအိမ်မက်တွေလိုပဲလိုက်နေတာအရေးတွေလိုပဲလိုက်နေတာတိုက်ဆိုင်ရင်ပြန်ပေါ်တယ်ဒီလိုပေါ်တတ်တဲ့အရာတွေကိုမေ့လို့မရဘူးမေ့လို့မရပေမဲ့မထင်မှတ်တဲ့အချိန်မှလည်းပြန်ပေါ်လာနိုင်တဲ့အာယုံတွေဖြစ်တဲ့အတွက်ဒီအတိုင်းပဲအကြာကြီးလက်ခံထားမှလားဒါစဉ်းစားရမယ်အဲ့ကိုမင်းမရတဲ့အရာတွေကနာကြီးစရာတွေဆိုရင်ရောပြန်တွေးနေမှလားသို့မဟုတ်ဝမ်းနည်းစရာတွေဆိုရင်ရောပြန်တွေးနေမှလားဒီအရာတွေကိုပြန်တွေးရင်ကောင်းကျိုးဘာတွေထွက်တယ်လဲမေ့မရတဲ့နာကြီးချက်တွေမေ့မရတဲ့လွမ်းဆုပ်ဖွယ်တွေအဲ့ဒါတွေကိုပြန်ပြောနေပြီးတော့ကိုဘဝမှာဘာတွေအကျိုးတွေထွက်တယ်လဲလက်တွေ့ကြစဉ်းစားရတယ်အကျိုးရှိရလားအကျိုးများမဲ့နေသလားစိတ်သက်တွေကြာဆင်းသွားစေတာလားစိတ်သက်တွေကိုနှုံးခွေသွားစေတာလားသို့မဟုတ်စိတ်သက်တွေတက်ကြွလာစေတာလားမျောလင်းချက်တွေနဲ့အယောင်တွေလင်းလက်လာစေတာလားဆိုတာတော့ခွဲခြားသိမြင်ဖို့တော့လိုလိမ့်မယ်ဒီတော့ဖြစ်ပြီးသွားတဲ့ကိစ္စတွေကဖြစ်ပြီးသွားပြီဘယ်ဟာအရေးကြီးဆုံးလဲပြစ္ဆုတ်ပံဒီအရေးကြီးဆုံးကြုံခဲ့ပိုးတဲ့သူတွေကိုကြုံခဲ့တာတွေကပြီးသွားပြီလက်ရှိပြစ္ဆုတ်ပံမှာကိုယ်အနာမှာဘယ်သူရှိသလဲဒါကိုကြည့်တတ်ရမယ်ကိုလောက်ကင်ခဲ့ဘူးသောအတွေ့အကြုံနဲ့အလောက်ကင်တွေကလွန်သွားခဲ့ပြီးပြစ္ဆုတ်ပံမှာကိုဘာလုပ်နေတာလဲအဲ့ဒါအရေးကြီးဆုံးပဲအဲ့တော့ပြစ္ဆုတ်ပံမှာကိုလက်ရှိလုပ်နေတဲ့အလုပ်ကိုသာအကောင်းဆုံးဖြစ်အောင်လုပ်ပြလိုက်ပါပြစ္ဆုတ်ပံမှာအနာမှာရှိနေတဲ့သူတွေကိုသာကိုစီကနေမေတ္တာတွေအပြည့်အဝပေးပြီးတော့သူတို့နဲ့ပြောအောင်နေလိုက်ပါလက်ရှိအချိန်မှသာကိုပါလဲဆိုတာကိုလက်ခံနိုင်အောင်ကြိုးစားရင်းနဲ့ပြောအောင်နေလိုက်ပါမေ့နိုင်လာပါလိမ့်မယ်ပြစ္ဆုတ်ပံမှာပြောအောင်နေတဲ့သူတွေပြစ္ဆုတ်ပံမှာပဲဘဝတစ်ခုဖြစ်အောင်နေနိုင်တဲ့သူတွေဟာအတိတ်ရဲ့နှိပ်စက်မှုကိုမခံရတော့ဘူးအတိတ်ကလွမ်းဆုပ်ဖွယ်တွေအတိတ်ကကိုစိတ်ဆင်းရဲစေခဲ့တဲ့အရာတွေအတိတ်ကနာကြီးစရာအာယုံတွေကမနှိပ်စက်တော့တဲ့အခါကျရင်လွတ်လပ်ပေါ်ပါပျော်ရွှင်စွာနဲ့နေနိုင်တယ်အဲ့တော့ကိုစိတ်အကျဉ်းထောင်ထဲမှာချမထားပါနဲ့ပြစ္ဆုတ်ပံတဲ့နေထိုင်ရင်းနဲ့လက်ရှိအလုပ်ကိုအာယုံစိုက်လက်ရှိအနားမှာရှိတဲ့သူကိုအာယုံစိုက်
လက်ရှိကိုယ့်အခြေအနေကိုအာရုံစိုက်အဲ့ဒီလိုအာရုံစိုက်တဲ့သူတွေဟာဘယ်အရာကိုမှလက်လွတ်ရခြင်းမရှိတော့ဘဲနဲ့ပြစ္ဆုတ်ပံတိုင်းကိုဆုပ်ကင်နိုင်ပြီးတော့အနာဂတ်လှလှဖန်တီးနိုင်တယ်။ဒါကြောင့်စိတ်မစင်းရဲခြင်းဘူးဆိုရင်မေ့နိုင်အောင်ကြိုးစားပြီးပြစ္ဆုတ်ပံမှာအကောင်းဆုံးနေရပါမယ်။မမေ့နိုင်ဘူးဆိုတဲ့အရာတွေကနေပြီးတော့မေ့နိုင်ပါပြီဆိုတဲ့အဆင့်ရောက်တဲ့အထိကြိုးစားသွားရင်လည်းအေးချမ်းအောင်ကြိုးစားရမှာပါပဲ။မြတ်စွာဘုရားရဲ့တရားတော်တွေဆိုတာလေအတိတ်ကရှိခဲ့သောအရာတွေအနာဂတ်မှာဖြစ်မလာသေးသောအရာတွေအတွက်လောင်ကျွမ်းမခံပါနဲ့ပြစ္ဆုတ်ပံတဲ့ကိုသာရှုပြီးတော့အေးချမ်းအောင်နေပါလို့ဟောထားတဲ့အတွက်ပြစ္ဆုတ်ပံအတိတ်အနာဂတ်တန်ရောစဉ်မှန်သမျှရဲ့ချီနှောင်မှုကိုမခံဘဲနဲ့လွတ်လွတ်နေနိုင်ခြင်းကိုသာမြတ်စွာဘုရားဟောကြားတာဖြစ်တဲ့အတွက်မေ့လို့မရဘူးဆိုတဲ့အဆင့်ကနေမေ့နိုင်ပါပြီဆိုတဲ့အဆင့်ရောက်သည့်အထိပွားများအားထုတ်ပါကြိုးစားပါလို့တိုက်တွန်းပေးပါတယ်အားလုံးအေးချမ်းပျော်ရွှင်အောင်မြင်ကြပါစေ